Production, Activation, Thomas and Thomas Charles in the Review, the Thomas and Charles in the Review, Two together, Johnson School, Sorry, the US people promote Hero Petiali Chicken Maria Oh, we 3 set for more. Very memorable for the WSP, to the parents and the community. So the year te bono along ko jo so bare, because jaro ye memory to ku bono mi ba de te your community de te your WSP de te your bono memory to ku ba. Thank you. Along Jesu te bare. ကျမတို့အတိုင်းဝိုင်းတွေကြရောက်တဲ့အခါမှာမဖြစ်မနေကျမတို့အသုံးပြုရမှာဖြစ်တယ်ဆိုတော့ဥပမာကျမတို့အခုလက်ရှိနိုင်ငံရေးရပဋိပက္ခတွေကျမတို့အများကြီးကြုံနေရလို့ကျမတို့မိဘပုပ္ပတွေလည်းနေ့စဉ်ရက်ဆက်ရွှေ့ပြောင်းနေထိုင်ပြီးတော့မှကျမရေးအရာခလေးဆိုလို့ရှိရင်ခလေးအရာပညာရေးကောက်မှုမို့နဲ့လက်လက်မမီမတည်ကြနိုင်ဘူးအဲ့လိုပဲတက်ကြီးရွယ်အိုတွေဆိုလို့ရှိရင်လည်းနေ့စဉ်နဲ့ညစာဝတ်နေရေးတွေရေးဆိုင်ဖြည့်ရှင်းနေရတယ်
အဲ့လိုဖြစ်နေတဲ့အခါမှာကိုကပါဝင်ရမယ့်တောက်တနေရာတွေကအများကြီးအတော့ချလို့ရတယ်ပေါ့နော်ဥပမာကျမတို့ကလေးနဲ့တူနေထိုင်ပြီးတော့မှကလေးတွေအတွက်ဖွံ့ဖြိုးတိုးတက်မှုအတွက်ဆိုလို့ရှိရင်ကိုယ်မှာရထားတဲ့အခွင့်အရေးတွေတစ်ဖက်သူတွေမထိခိုက်အောင်ဘယ်လိုကာကွယ်နေထိုင်ပြုမှုပြောဆိုရမလဲကိုယ့်ရဲ့အတိုင်းဝိုင်းတွေမှာအကြမ်းဖက်မှုတစ်ခုခုတွေးလို့ကိုတွေးတဲ့အခါမှာဒီလိုမျိုးမဖြစ်အောင်အကြမ်းဖက်မှုပပျောက်ဘယ်လိုကိုယ့်ဖက်ကရထားတဲ့ဘုသူတိုင်းနဲ့ဘယ်လိုသုံးချရမှာလဲအဲ့လိုပဲကိုယ့်ရဲ့ရွာတွေမှာဖွံ့ဖြိုးမှုတစ်ခုခုလုပ်ဖို့အတွက်လုပ်တဲ့အခါမှာဆိုလို့ရှိရင်ရွာမှာနေထိုင်တဲ့အလွှာပေါင်းစုံလူတွေရှိတယ်မန်တန်စွာတွေနေထိုင်တဲ့မုံစုံမာတွေနေထိုင်တဲ့ဆေးရတဲ့လူတွေရှိမယ်ချက်တာတဲ့လူတွေရှိမယ်အပြစ်ပယ်ခါရတဲ့လူထုတွေရှိမယ်ဆိုတော့ကျမတို့ဒီတောက်ကနေတည်ယူလေးလာလိုက်ရလိုက်တဲ့အခြေခံခွင့်ရေးတွေကကျမတို့အတိုင်းဝိုင်းမှာဒီလိုတစ်ခုခုလောက်တော့မယ်စီမံကိန်းတစ်ခုခုလောက်တော့မယ်ဖွံ့ဖြိုးမှုတစ်ခုခုလောက်တော့မယ်ဇီကန်ချက်တစ်ခုခုထုတ်ပြန်တော့မယ်ဆိုလို့ရှိရင်အားလုံးအတွက်အကျုံးဝေတဲ့ကိုအားလုံးအတွက်အကာအကွယ်ပေးတဲ့စီကတ်ချက်အားလုံးအတွက်အကျုံးဝေတဲ့ကာကွယ်မှုကိုကျမတို့ပြောလို့ရတယ်ရေးချလို့ရတယ်စီယိုလို့ရတယ်ကိုတိုင်ကအရှင်းနေလမ်းပြလို့ရတယ်အဲ့လိုပဲကိုမီတာစုထက်မှာခုနပြောလိုမျိုးအချင်းချင်းကြားမှာတော့မှတယောက်နဲ့တယောက်အကူမို့လို့အမေကပိုဦးစားပေးတယ်ညီမမို့လို့တမျိုးခွဲခြားဆက်ဆံခါရတယ်အဲ့လိုကြုံနေရတော့မှကိုကစားဒီကြောက်ကနေလစ်လာနေရတဲ့ဘ ഹു တုတာတွေကိုစပြောင်းလဲရမှာဖြစ်တယ်ဆိုတော့ကိုတိုင်ကစပြောင်းလဲပြီးတော့မှမီတာစုကနေတစ်စစ်ထားပြီးတော့မှအပြောင်းလဲမှုတွေရယူကြမယ်ပြီးအဲ့ကနေတစ်စစ်အတိုင်းဝိုင်းတွေနဲ့နေတဲ့အခါမှာသူမီတာစုတွေကငင်းငင်းချချနဲ့နေထိုင်နိုင်ကြတယ်ဘာကြောင့်လဲဒီအတွေ့အထဲမှာသူတို့ရလိုက်တဲ့ဘ ഹു တုတာတွေကပိုကောင်းမို့တဲ့ပိုငင်းချတဲ့အကျင့်စရိုက်တွေကနေတစ်စစ်လောက်ယူရတဲ့အတွက်ကြောင့်မို့ပိုလွယ်ကူတော့တခြားပေးပါဝချီတွေကမြေလို့ရှိရင်လဲစိတ်ထက်တာတယ်အဲ့လိုပုံစံမျိုးလေးစူးစူးနဲ့ဆက်သွားမယ်ဆိုလို့ရှိရင်တော့ကျမတို့မြေချင်တဲ့အတိုင်းဝါတစ်ခုလုံးငင်းချတာရဝပြောတဲ့ဟာတွေရောပြီးလို့ရှိရင်အဲ့ကနေတစ်စစ်ကျမတို့အမျိုးသမီးရဲ့ပါဝင်မှုတွေကလေးဆက်ကြောတဲ့ရဲ့ပါဝင်မှုတဖြည်းဖြည်းတိုးတက်လာမှာဖြစ်တယ်ပေါ့နော်ဆိုတော့ဦးနေနဲ့မော်စိုးညံနောက်ထပ်ဦးနေနဲ့မော်သီးညံ
我天是的啊，什么来技术的呢？什么学的呢？坏头的个，那么的啊，几个别人，那找的也是这种，不什么生活嘞，没有熬不，那他不什么嘞，你那是嘛？没骗了，怕骗什么嘞？都苗嘞，什么哦，都苗嘞，包你看起来，都苗嘞，你也别起来，哎，你不喏，怕骗了，但没不罗皮技术的嘛嘞，技術了，对嘛呗，表演么说了，没对嘞，你要让嘛不，啊不是不要让嘞，技術了，对嘛嘞。အားပေးမှစကားပြောပြပေးပါတော့စခန်းကော်မတီအတွင်းမှဆန္ဒစစ်ဆေးကိုကျေးဇူးအထူးပဲတင်ရှိအား WSP ကျောင်းသူများမှာတိုင်းရင်းသားရိုးရာအကာသပုံပြီးဖြောပြသက်ဆက်ခြင်းပဲဖြစ်ပါတယ်သူဖြစ်ပါ၍ရှမ်းတိုင်းရင်းသားရိုးရာအကာသပုံပြီးဖြောပြသက်ဆက်ပေးနိုင်ဖို့ရန် WSP ကျောင်းသူများကိုစေမချက်တို့လေးစားစွာဖိတ်ခေါ်အပ်ပါတယ်ရှင်ရှင်လာလာပပဖြင့်ပြောပြသက်ဆက်ပေးသွားတော့ WSP ကျောင်းသူများကိုကျေးဇူးထူးပဲတရားခွင့်အနေနဲ့ community development subject မှာမအများဆုံးရရှိတော်သူကတော့မော်တူးမြပဲဖြစ်ပါတယ်ရှင်နောက်ဆုံးခွင့်အနေနဲ့ဒီ English subject မှာပထမအမအများဆုံးရရှိတော်သူကတော့မော်နာမီတာပဲဖြစ်ပါတယ်ရှင်โอเคဒီကျမတို့ရဲ့ဘာသာရလိုက်စုချီမီပေးတော်ဆာမမော်နူများအားထူးပေကျေးဇူးတင်ရှိပါတယ်ရှင်နောက်ဆုံးခွင့်နေနဲ့ဒီကျမတို့ရဲ့2025-26ပညာသင်နှစ်အတွင်းစာပြစုရရှိတော်တဲ့ကျောင်းသူများကိုစုချီးမြှင့်ဖို့အတွက်ကျမတို့ရဲ့ KNW ဝါချပေးဖို့ဆရာမဘွေဖော်အားဆင်မြင့်ဖို့တို့ဖိတ်ခေါ်အပ်ပါတယ်ရှင်โอเคဆိုရင်ကျမတို့ကဒီ2025-26ပညာသင်နှစ်အတွင်းမှာဆိုရင်အနေကြီးပြောပြချင်တယ်ပေါ့နော်ဒီကျမတို့ကျောင်းသူတွေဆိုရင်သူတို့ကအများကြီးပြောလဲသွားတာပေါ့နော်သူတို့ဆက်စားလာတဲ့နေ့နဲ့အခုချိန်ထိဆိုသူတို့ဆိုအများကြီးကြောက်လိုက်သွားတယ်ဒီတေချာပေးထားတဲ့ subject ပေါ်မူတည်ပြီးမှသူတွေရဲ့ပြောဆိုဆက်ဆံရေးပဲဖြစ်ဒီစာပိုင်းပဲဖြစ်အများကြီးပြောလဲသွားတော့တဲတော့ပေါ့နော်အဲ့ဒါကြည့်ပြီးမှကျမတို့ကဒီစာတစ်ခုပဲမဟုတ်ဘဲနဲ့ဒီအပြည် activity တွေအကလို့ကြည့်ပြီးမှဒီဆာမတို့ရေးချက်ထားတဲ့ဒီစာပြစုရရှိသွားတဲ့သူကတော့မော်ပိုးမြပဲဖြစ်ပါတယ်ရှင်နောက်တစ်ခုကဒီကျောင်းသူတွေကသူရဲ့တငယ်ချင်းအချစ်ချင်းကျမတို့ကပြရေးခါရပါတော့ဒီတနေ့တာတင်းမှာဆိုရင်ဘယ်သူကဘယ်လိုမျိုးလဲတိုးတက်ဆောင်လဲပြီးမှဒီတငယ်ချင်းတွေကြားမှာဆိုရင်ချစ်ချင်းဘယ်လိုမျိုးကူညီကြလဲတရားအပြအလာနဲ့လည်းမူရှိတဲ့ချိန်မှာဆိုရင်ဘယ်သူကအဆေပြေဆောင်လဲဆိုရင်မှကျမတို့ကသူတို့ကိုအချစ်ချင်းပေးခဲ့တော့ပါတော့အဲ့ဒီထဲမှာမှသူတို့ရေးဆက်ထားတဲ့သူကတော့ကျမတို့ရဲ့ကျောင်းသူမော်တီမိုးပဲဖြစ်ပါတယ်ရှင်ကဲကျမရဲ့ကျောင်းသူတွေကိုချစ်ချင်းနဲ့ကြပြီးတော့ကျမရဲ့ဆာမအစာပေးဖို့ဆာမဘွေဖူအားသူပဲကျေးဇူးတင်ရှိပါတယ်ရှင်။တော့ကျမရဲ့ကျောင်းသူမော်ဂျယ်လေးဖြစ်ပါတယ်ရှင်။ဒုတိယသူအနေနဲ့ရရှိသွားတဲ့သူကတော့စောက်သူမော်တီမိုးဖြစ်ပါတယ်ရှင်
တရားတရားအနေနဲ့ရရှိသွားတဲ့သူကတော့မော်အက်ကနက်ဖြစ်ပါတယ်ရှင် ဘာသာရောက်စုပေါင်းစုကိုချီးမြှင့်သွားပြီးတော့ကျမတို့ရဲ့အောက်ဆောင်ကောင်းဆောင်ဆောင်းချိုင်းကိုထူပေးကြည့်စုတင်ရှိပါရှင်ဒုတင်ပါတယ်ပြီးရင်ကျမတို့2025 2026နှစ်အတွင်းပေါ့နော်ကျမတို့ကျောင်းသူအယောက်30ကိုစိတ်ရှိတီးခန့်စွာနဲ့မီလာမှာပြီးစတင်ပေးလာတဲ့ဆရာမလေးဦးအပြင်အခြား guest speaker တွေပြီးတော့အခြား guest speaker ဆရာမတွေပြီးတော့ဆရာမခင်ဝနာဆရာမခင်ကိုလည်းအရင်ကကျေးဇူးတင်ပါတယ်ရှင်ကျမတို့ရဲ့တာဝန်ခံနော်တာဝန်ခံဆရာမကြီးဆရာမဝိုင်ချစ်စုကိုဆရာမဝိုင်ချစ်စုကကျမတို့ရဲ့ကိုအမြဲတမ်းစိတ်ပူပေးတယ်ပြီးတော့ကျမတို့ရဲ့ပြဿနာတွေကြောင့်ပြဿနာပဲဖြစ်ဖြစ်ကျမတို့ဂျာမှာရှိတဲ့ပြဿနာတွေကိုသူကခေါင်းအေးထားပြီးတော့မှဖြေရှင်းပေးတယ်ဘယ်လိုက်ရလို့မရှိဘဲနဲ့ဘယ်လိုက်ရမရှိဘဲနဲ့တော့အကောင်းဆုံးဖြေရှင်းပေးတယ်ပြီးတော့စတင်တဲ့အခါမှာဆိုလို့ရှိရင်လည်းခါတာပြီးပြောတယ်ဘဟုတုတပြီးပြောပြီးတော့မှကျမတို့ကိုနီလာမနဲ့စုံမတို့တိတ်ပြီးအတွက်ကြောင့်ဆမဝါချစ်စုအားလုံးကိုစားကြည့်စုတင်ပါတယ်ရှင်နောက်တစ်ယောက်လည်းကျမရဲ့ချောလာလေးဆမညာမအောင်နော်ဆမညာမကျမနဲ့သူအမြဲတမ်းရှိပြီးတော့မှကျမနဲ့သူအမြဲတမ်းရှိတယ်ပြီးတော့ကျမတို့နာစီချောင်းဆိုအစားပေါ့နော်သူကစိတ်ပူပေးတယ်သူလည်းမျက်နှာလိုက်ရပြီးပါမရှိဘူးကျမတို့ကျင်နာနဲ့အမြဲတမ်းဆက်ဆံပေးတယ်စတဲ့နေရာမှာဆိုလို့ရှိရင်လည်းနားလေအထိစောက်ရှင်ကြတယ်တခါမှသူကဆဲရပြီးရရပြီးမရှိဘူးနော်အဲ့ဒါကျမတို့ရကျေးဇူးတင်ပါတယ်ရှင်နောက်တယောက်ကကျမရဲ့ community ဆရာမဆရာမယူမယ်နော်ဆရာမယူမယ်ငငယ်ရွယ်နဲ့အရင်တော်တယ်အရင်ထမ်းတယ်ပြီးတော့ကျမတို့အမားဆိုလို့ရှိရင်သူကထောက်ပြနိုင်တယ်ပြီးတော့ဘယ်လိုလုပ်သွားရမလဲဆိုလို့ရှိရင်နီလန်းမတွေကိုပြောပြနိုင်တယ်ပြီးတော့ဆရာမမရှိတဲ့ဘုဟုတုတတွေကိုလည်းလာပြီးတော့မှ share လုပ်ပေးတယ်အကြောင်းမို့ဆရာမယူမယ်ကိုအရင်ကျေးဇူးတင်ပါတယ်ရှင်နောက်တစ်ယောက်တော့ချင်းအမျိုးမျိုးကြောက်ပါတော့မလာနိုင်တဲ့ကျမတို့ရဲ့WSP ကကင်းဆရာချုပ်ပေါ်နော်သူလည်းအရင်သိရတယ်ပြီးတော့သူကသူမှရှိတဲ့ပညာတွေဘုဟုတ္တတွေအတွေ့အခေါ်တွေပေါ့နော်ကျမတို့တရက်တစ်မျိုးမယူနိုင်အောင် supply တွေနဲ့လာပြီးတော့မှသင်ကြားပေးသွားတယ်အဲကြောင့်မလို့ဆရာကိုဒီကနေပေါ့နော်ကျေးဇူးတင်ပါတယ်ရှင်နောက်ထပ်ကျေးဇူးတင်ဖို့လိုတာတော့ကျမတို့ရဲ့တငယ်ချင်းပေါ့နော်ဒီကအနီရောက်လေးတစ်ဖက်သူလည်းတွေ့ရတဲ့အရန်ကိုကောင်းတယ်အရန်ကိုလည်းပျော်တယ်သူကအမြဲတမ်းကူညီပေးတယ်ရှိသူမရှိသူပေါ့နော်သူစားတယ်သူအိုက်တယ်သူအလုပ်ဆိုလည်းသူလုပ်ပြီးတော့မှသူလောက်လာခဲ့ကြတော့နော်အနေနဲ့နိတိတ်ပြီးတယ်ကျမဆိုလို့ရှိရင်အသေးကွယ်ဖို့ငူဖို့အခြေတော့ရှိသူတို့ကဟိုအနေနဲ့ခါတာပြီးအနေနဲ့ပြောပြီးတော့နော်ကျမကိုပြီးလို့ရှိရင်တယောက်ဖြာလို့ရှိရင်လည်းတယောက်ကိုသူညီပေးကြတယ်ဒါကျမရဲ့ second family ပေါ့နော်နဲ့စိုက်ထူလိုက်ခဲ့တဲ့နေ့တစ်နေ့ဖြစ်တယ်လို့ဆရာမတို့အနေနဲ့ကျမတို့တနည်းကဒီပလောကမှာဝေဆဆာနဲ့ပြင်လာဖို့အစစ်တေးဖြစ်နေပြီဆိုတာကိုကျမတို့မြင်တွေ့ခဲ့ရတဲ့အတွက်အရာပဲဝါတာပီတီဖြစ်ခဲ့ရတဲ့နေ့တစ်နေ့လည်းဖြစ်ပါတယ်ဘောနော်ဒီဆိုတော့ဒီကနေ့ကျမတို့ရဲ့ဒီကျောင်းသူလေးတွေခင်းတဲ့အညီဘောနော်တနည်းပြတနည်းပညာရေးခီးပညာရေးခင်းတဲ့အညီရေပေါ်သားနဲ့ဖို့အတွက်လိုအပ်တဲ့တေထောက်ကူပစ္စည်းတွေပဲဖြစ်ဆရာမတွေပြီးတော့ဒီကျောင်းသူတွေပညာဘဟုတုတတွေရရှိဖို့အတွက်လိုအပ်တဲ့ guest speaker တွေကိုလည်းသူတို့ကဖိတ်ကြားပေးခဲ့တယ်ပေါ့နော်
And the way we reached the light, and now we stand. Our teachers and parents, we thank you. We made it through. Together we shine. Our three lives, our teachers showed us the guiding way. There was the right at the break of day. Our parents love to think and thin. The reason why we rise, we win. So we stand a brand new start. With you, we made it through. Together we shine. The love of faith, the peace through. Victory belongs to you. With you, we made it through. Together we shine. Our dreams are here. The future's mine. With love and faith.